ကိုရီးယားမှာဈေးအနည်းဆုံးလည်းဖြစ်ပြီးတော့ပေါ့နော်ရတာလည်းရှိတဲ့ဒီမုံလေးကိုစားပြမှာလည်းဖြစ်ပါတယ်ကိုရီးယားမှာဆိုတော့မုံတွေကပေါ့နော်အသီးလိုပဲသူကဈေးကြီးရယ်ထောင်ကနေစပြီးတော့ရှိရယ်အဲ့ဒီကမှဒီမုံလေးကဆိုရင်တော့ပေါ့နော်1000လောက်မပြေးဘူးပေါ့နော်1900ပဲရှိရယ်သူတို့ရဲ့ငွေနဲ့ဆိုရင်ဒီ1900ဆိုတာဘာမှမပြောပါတော့ဘူးပေါ့နော်အဲ့ကျတော့ဒီမှာ1900ပဲရှိရယ်ဒီမုံလေးကကျတော့ရတာလည်းသူကရှိရယ်ပေါ့နော်အဲ့ကျတော့သူကဈေးအချိုဆုံးလို့ပြောရတယ်ပေါ့နော်ဒီမုံလေးကကျွန်တော်တို့အရန်ကြိုက်တယ်ပေါ့နော်ကဲစားပါမယ်ဒီလိုနှစ်ထုပ်ပါပေါ့နော်ဒီလိုနှစ်ထုပ်ကုန်မှာ1900ပဲရှိရပေါ့နော်အဲ့ကြတော့အရန်ကိုဈေးချိုးပါတယ်အဲ့ကြတော့သူကဘိုင်လဲနည်းနည်းဘိုင်လဲပြည့်ရပေါ့နော်ဒီမုံလေးကိုစားလိုက်1900ပဲရှိရ1000လောက်မပြေဘူးပေါ့နော်လေးပေါ့နော်စားလို့ကောင်းဟောဒါနဲ့ပေါ့နော်ကျွန်တော်ဟိုတနေ့ကကိုရီးယားအတီးရဈေးကြီးရလို့ပေါ့နော်တင်နေတဲ့အချိန်မှာတက်တော့မှာပေါ့နော်အဲ့သူတချို့တွေက comment ထဲမှာလာပေးကြတယ်သူအတီးနဲ့သူ့ဈေးနဲ့စားပြောပါလို့ပြောကြပါတော့အမှန်ကတော့မစားပြောဘူးအမှန်တကယ်တော့နော်သူတို့ငွေနဲ့တောင်မှဈေးကကြီးနေတယ်အတီးသူတို့ရဲ့အတီးနှံဈေးနှုန်းပါတော့ဘာလို့လဲဆိုတော့ကိုရီးယားမှာသူတို့လူမျိုးတွေကိုယ်တိုင်အတီးကိုဈေးကြီးရနဲ့ပြောကြပါတော့အဲ့ကြတော့ကျွန်တော်တို့လူမျိုးနိုင်ငံသားသားရေဆိုပိုတောင်ဆိုးသေးရပါတော့အတီးရမဟုတ်ဈေးကိုကြီးရပါတော့အသားနာသူတို့ကအသားဈေးနဲ့အတီးဈေးနဲ့တူတူလောက်ပဲကြာနေအဲ့လိုပုံစံမျိုးပေါ့အမှန်တကယ်တော့စားပြောရမှာသူတို့ကိုယ်တိုင်သူတို့ဈေးရကိုကသူတို့ငွေနဲ့ကိုတောင်ကြီးနေရအတီးဈေးရပေါ့နော်